ကျွန်တော်တို့ Vietnam trip 9ရက်စာလုံးကိုဒါကိုရိုင်းစီစဉ်တဲ့အခါမှာဘတ်2000ဝန်းကျင်လောက်တော့ကြာခဲ့တယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဇန်နဝါရီလတုန်းကသွားခဲ့တဲ့ Vietnam trip နဲ့ပတ်သက်ပြီးတော့ဒါ sharing လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့မှာကျွန်တော် Vietnam ကိုခီးသွားခဲ့တယ်။သွားခဲ့တဲ့အခါမှာဆိုလို့ရှိရင်ဘန်ကောက်ကနေပြီးတော့ဟိုချီမင်းကနေဒါနန်ကနေပြီးတော့ဘန်ကောက်ကိုပြန်တယ်ပေါ့။ဆိုတော့စုစုပေါင်း6ညအိတ်9ရက်ခီးလို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ပြန်တဲ့နေ့ကကြတော့နောက်ဆုံးအချိန်ပေါ့နော်9ရက်နေ့ရဲ့ဒါည7:00နာရီခွဲလေးနဲ့ပြန်တာဆိုတော့10ရက်နေ့ထဲတော့နည်းနည်းတော့ကူးသွားတယ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဒါခီးမသွားခင်ဝယ်တဲ့လက်မှတ်တွေအကြောင်းဘယ်လောက်ကုန်ကြလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်သွားပေးမယ်နောက်ဗီဒီယိုတွေမှာတော့ day 1 day 2စသဖြင့်ကျွန်တော် sharing လုပ်ပေးသွားမှာပါဆိုတော့အရင်ဆုံးကျွန်တော်တို့ခီးမသွားခင်မှာဘာတွေဝယ်တယ်ဘာတွေပြင်ဆင်လဲပေါ့ဆိုတော့ကျွန်တော်တို့လက်မှတ်ဝယ်လိုက်တဲ့အခါမှာဆိုရင်23ရက်ဒီဇင်ဘာမှာဖြတ်လိုက်တယ်ခီးသွားတာ1ရက်နေ့ဆိုတော့7 days before trip လို့ပြောလို့ရတယ်ဆိုတော့အဲ့လောက်ဝင်ကျင်မှာဝယ်လိုက်တာဆိုတော့ကျွန်တော်တို့တယောက်ကိုလေရင်လက်မှတ်ပိုးအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်9345ဘတ်လောက်ကျသွားတယ်ကျွန်တော်တို့လေရင်ကစုစုပေါင်း3ချိန်စီးရတာဆိုတော့ခီးစဉ်ကတော့လိုမျိုးဗျဇန်နဝါရီလ1ရက်နေ့မှာကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့ဟိုချီမင်းကိုသွားတယ်ဇန်နဝါရီလ4ရက်နေ့မှာဟိုချီမင်းကနေဒါနန်ကိုသွားတယ်ပြီးတော့မှကျွန်တော်တို့9ရက်နေ့ညမိုးချုံမှာဒါနန်ကနေပြီးတော့ဘန်ကောက်ကိုပြန်ခဲ့တဲ့ခီးစဉ်ပဲဖြစ်ပါတယ်ဆိုတော့လေရင်မှာတော့20 kg တို့23 kg တို့စသဖြင့်တော့ကျွန်တော်တို့ဒါ luggage တွေကိုထည့်ခွင့်ရခဲ့ပါတယ်ဆိုတော့အဲ့ဒါပြီးသွားတဲ့အခါမှာ hotel booking ဆိုတော့ hotel မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုလုပ်ခဲ့တယ်ကျွန်တော်တို့6ညစာ book ခဲ့တယ်ပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က4ယောက်ခန့်နဲ့နေခဲ့တာဖြစ်တဲ့အတွက်တစ်ယောက်ကို980.5ဘတ်လောက်ပဲကျခဲ့တယ်လို့ပြောလို့ရတယ်ဒါက hotel booking ဘိုင်းဆိုင်ရာပါတော်တော်လေးတက်တာတဲ့ထဲမှာပါတယ်တဲခဲ့တဲ့ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Santana Hotel and Apartment လို့ခေါ်တယ်ဟိုချီမင်းမြို့ကအဲ့နေရာမှာတဲတယ်အဲ့ဒီကတော့ပုံထဲမှာပြရတော့အကျယ်ကြီးပဲ trip.com မှာဒါပေမဲ့အပြင်မှာတော့တော်တော်လေးကျင်းတာကိုတွေ့ရတယ်အဲ့ကောင်ကပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့3ညစာ4ယောက်ကိုဘတ်2800ဝန်းကျင်လောက်တော့ကြာသွားတယ်ပေါ့နော်4ယောက်လုံးတော့ပြောတာဆိုတော့ဒီခန့်ကတော့ပေးရတာအရင်တန်တယ်လို့မခံစားရဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒါနန်းရောက်တဲ့အခါမှာတွေ့လိုက်တဲ့ La Beach Hotel ကတော်တော်လေးပေးရတာနဲ့တန်တယ်အခန်းလည်းအကျယ်ကြီးထဲမှာပါတယ်ပေါ့နော်တော်တော်လေးတန်တဲ့ vibe ကိုရသွားတဲ့အတွက်အကောင်ကလည်းဘတ်1000ကျော်လောက်ပဲကြာထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုပြောတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ခီးသွားတဲ့အခါမှာတိုးလေးယူခဲ့တာ2ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့Blood Virgin Mountain နဲ့ Puchita နဲ့ဘက်ကိုသွားဖို့အတွက်တိုးတစ်ချိန်ယူတယ်နောက်တစ်ခုကတော့ Bana Hill ကိုသွားဖို့အတွက်ထိုးပေါ့နော်ဒါတွေအားလုံးကိုကျွန်တော်တို့ဘယ်ရောက်ဝယ်လဲဆိုတော့ Trip.com ကနေပြီးတော့ကျွန်တော်တို့ဝယ်ခဲ့တာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီပထမဆုံးတစ်ချိန်ဝယ်တာကတော့ဘာလဲဆိုတော့ Puchita နဲ့ Blood Virgin Mountain ကိုသွားဖို့အတွက်ဒါဒီဇင်ဘာ29လောက်မှာကျွန်တော်တို့ticket တစ်ခုဖြတ်ခဲ့တယ်အဲ့ဒါ mini bus နဲ့သွားရတာဆိုတော့ကားပေါ်မှာ foreigner တခြားလူကျွန်တော်တို့10ယောက်ပြင်နောက်ထပ်12ယောက်လောက်တော့ပါတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တယောက်ကိုဘတ်1512ဘတ်လောက်ကျတယ်ကျိုးဖြတ်ထားတာဆိုတော့ဘတ်နဲ့ပဲကျွန်တော်ပြောလိုက်တော့မယ်ပေါ့နော်အဲ့တော့အဲ့ဒါပြီးသွားတဲ့အချိန်မှာကျွန်တော်တို့သွားနေရင်းနဲ့ပေါ့နော်ဇန်နဝါရီလ3ရက်နေ့လောက်ရောက်တဲ့အခါမှာသူကအရင်ကြီးလက်ကျိုးဖြတ်လို့မရအောင်အဲ့ခါကျတော့ဘာနာဟီကိုသွားဖို့ဝယ်တဲ့အခါမှာတော့ small tour group ပဲဝယ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ခါမှာကျွန်တော်တို့အပြင်နောက်ထပ်နိုင်ငံခြားသား4ယောက်လောက်တော့ပါတယ်အဲ့ဒါဘတ်1900နဲ့2ဘတ်လောက်ပဲကျတယ်ပေါ့နော်တယောက်ကိုဆိုတော့အဲ့မှာဆိုလို့ရှိရင် buffet စားတာတွေရောပြီးရင် cable car စီးတာတွေရောအကုန်ပါပြီးသားခုနကကူချီတာနဲ့မှာတော့ cable car စီးတာမပါဘူးတယောက်ကို Vietnam 2သိန်းလားတော့မသိဘူးပို့ပေးရတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့ဒါတွေကနောက်ပိုင်းအသေးစိတ်ကျွန်တော်ပြောပြပါမယ်ဆိုတော့စစချင်းကျွန်တော်တို့ခီးစဉ်မသွားခင်မှာဆိုလို့ရှိရင်နံပါတ်1ချက်လေရင်လက်မှတ်ဖို့ကုန်သွားပြီ hotel booking ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကူချီတာနဲ့သွားဖို့ရဘာနာဟီသွားဖို့ရဆိုပြီးတော့ကျွန်တော်တို့ဒါ time band နဲ့ကျွန်တော်တို့ကြိုပြီးတော့ဖြတ်ထားတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဘယ်လို preparation လုပ်ရလဲကျွန်တော်ကလက်ရှိဒီနေရာမှာထိုင်းနိုင်ငံမှာ ED Plus visa နဲ့ဒါ university တက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံပြင်ပထွက်တဲ့အခါမှာဆိုရင်တော့ re-entry 3ထုစရာမလိုဘူးဒီနေရာမှာရိုး language school visa တို့ ED ရိုးဟာတွေဆိုလို့ရှိရင်တော့ re-entry 3ထုသွားဖို့လိုတယ်လို့တော့ကျွန်တော်နေရာဒီမှာ remind လုပ်ချင်တယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ student status confirmation မှာကျောင်းသားအနေနဲ့ကြတော့ကျွန်တော်တို့ bank account တွေသွားဖွင့်တဲ့အခါမှာပေးရတဲ့စာရွက်လေးရှိရလေအဲ့စာရွက်ကိုကျွန်တော်တို့ထုတ်သွားတယ်လိုရမယ်ဘာလို့လဲဆိုတော့ okay ပြန်ဝင်လာတဲ့အခါမှာလိုရမယ်ပြလို့ရအောင်ပေါ့နော်နောက်တစ်ခုကတော့ student ID ယူသွားဖို့လဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ခီးမသွားခင်မှာယူသွားတဲ့ဟာတွေပေါ့နော်ဆိုတော့လက်ရှိကတော့ဒါလေးတွေကိုကျွန်တော်တို့ပြင်ဆင်သွားတယ်ပြင်ဆင်ပြီးတော့ခီးသွားခဲ့တယ်ဆိုတော့ကျန်တဲ့ဟာတွေကိုတော့လာမယ့် day 1 vlog မှာဆက်ပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ day 1 vlog ကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါ